ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေတွေဟိုအကြီးဆုံးမှအငယ်ဆုံးထိတဲ့မှာငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲရှိပါသလားတဲ့မှာဝမ်းနဲ့ပူပင်စရာတောကတွေရှိနေပါသလားဒါမှမဟုတ်တဲ့မိသားစုထဲမှာတရယောက်ကများစိတ်နှောက်ယှက်ဖြစ်စရာဖြစ်ပြီးမိသားစုမသက်မသာစိတ်ညစ်ပြီးတော့စိတ်ဒုက္ခတွေနဲ့နေ့ရက်တွေကိုကြော်ဖြတ်နေရဒါမှမဟုတ်လေဒီမိသားစုတွေကသင်ကိုယ်တိုင်ကပဲအဲ့ဒီဒုက္ခတွေကိုပေးနေမိတာလားတင်းမှာရှိတဲ့အခက်အခဲတွေဒုက္ခတွေတင်းမှာရှိတဲ့စိုးရိမ်စရာတွေပူပင်စရာတွေခုနထိတ်ဆုံးကပြောခဲ့တယ်လို့ငွေကြေးအခက်အခဲကအစဒါမှမဟုတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေစိတ်နှောက်ယှက်ဖြစ်စရာတွေရှိနေပါသလားဒီဟာတွေအားလုံးအတွက်အဖြေရှိပါတယ်ဒီဟာတွေကိုဖြေရှင်းပေးမဲ့အဖြေရှိပါတယ်အဲ့ဒါကတော့ချစ်ချင်းမေတ္တာပါပဲဘာဆိုင်လို့လဲကွာလို့ရုတ်တရက်တွေးမိပါလိမ့်မယ်ချစ်တာတစ်ခုတည်းနဲ့ငါတို့နှလုံးသားထဲမှာအဲ့ဒီချစ်ချင်းမေတ္တာရောက်တာတစ်ခုတည်းနဲ့အဲ့ဒါတွေပျောက်သွားမှလားအဲ့ဒါတွေဟာအဖြေလားအဲ့ဒါတွေအတွက်အဖြေဟာချစ်ချင်းမေတ္တာလားလို့သင်မေးကောင်းမေးပါလိမ့်မယ်ကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့ဖခင်ဟာချစ်ချင်းမေတ္တာဖြစ်ပါတယ်သူရဲ့ချစ်ချင်းမေတ္တာနဲ့သူဖန်ဆင်းထားတဲ့ကဘာကြီးတဲ့ကသူဖန်ဆင်းထားတဲ့လူသားတွေကိုတကယ်ပဲချစ်ချင်းမေတ္တာနဲ့ဂေဟစနုတစ်ခုကိုတိဆောက်ပြီးသူဖြစ်တည်စေခဲ့ပါတယ်အဲ့ဒီချစ်ချင်းမေတ္တာနဲလာတဲ့အခါမှာသူဖန်ဆင်းစကဘာကြီးကဲ့သို့ယခုကဘာကြီးမဟုတ်တော့ပါဘူးဥပမာအားဖြင့်ဖျားဖန်ဆင်းစကလေသန့်ပါတယ်အခုလေသန့်သေးလားကျွန်တော်တို့ချိန်ထိုးလို့ရပါတယ်သူဖန်ဆင်းစကရေသန့်ပါတယ်အခုကျွန်တော်တို့ရေကိုသန့်အောင်လုပ်ပြီးမှပြန်ပြီးတော့အစစ်စစ်သန့်အောင်လုပ်ပြီးမှကျွန်တော်တို့သုံးဆွဲရပါတယ်သူဖန်ဆင်းစကဘာကြီးကငြိမ်းချမ်းပါတယ်အကြီးတန်းစရာတွေစိုးရင်စရာထိတ်လန့်စရာတွေကင်းဝေးခဲ့ပါတယ်ဒီနေ့ဒီကဘာကြီးကတော့အဲ့လိုမဟုတ်ပါဘူးသူဖန်ဆင်းစကလူတွေဟာတန့်ပါတယ်ဒီနေ့ကဘာကြီးမှာရှိတဲ့ကျွန်တော်အပါဝင်လူသားတွေဟိုတုန်းကလောက်မတန့်တော့ပါဘူးအဲ့ဒီတော့ကျွန်တော်တို့အရောက်စီတိုင်းဖျားဖန်စတင်ဖန်ဆင်းစကဘာကြီးထဲကဂေဟစနစ်ရဲ့လူသားတွေအဖြစ်ရဲ့ပြန်ရောက်ခြင်းကျွန်တော်တို့လုပ်လို့ရပါတယ်ဘာအဖြစ်လဲဆိုတော့ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာအဖြစ်ပါပဲဘယ်သူလုပ်မလဲလို့ပြောရင်ကျွန်တော်တို့ကိုယ်တိုင်လုပ်လို့ရပါတယ်ချစ်ချင်းမေတ္တာကိုကျွန်တော်တို့ပတ်စံနဲ့သွားပေးဝယ်စရာမလိုပါဘူးတင့်နှလုံးသားရဲ့တကားကိုဒါမှမဟုတ်တင့်နှလုံးသားကိုပိတ်ထားတဲ့ဇစ်ကိုဆွဲဖွင့်ပြီးတော့လက်ခံပေးလိုက်ပါအဲ့ဒီချစ်ချင်းမေတ္တာဟာတင့်အတွက်ရောတင့်မိသားစုအတွက်ရောတင့်ရဲ့နိုင်ငံအတွက်ကောတင့်ကဘာကြီးအတွက်ကိုရောအဖြေတွေပေးလာပါလိမ့်မယ်ဒါကြောင့်မလို့ယေရှုပြုတဲ့ချစ်ချင်းမေတ္တာဖြစ်တော်မူသောဖခင်သခင်ဖန်ဆင်းထားတဲ့ကဘာကြီးကဲ့သို့ကျွန်တော်တို့အရောက်စီတိုင်းချစ်ချင်းမေတ္တာဖြင့်ပြန်လည်ပြီးတော့မှတည်ဆောက်နိုင်ဖို့ကြိုးစားကြည့်အောင်ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး73ငါသည်လူဘာသာစကားကို၎င်းကောင်းကင်တမန်ဘာသာစကားကို၎င်းပြောနိုင်တော်လဲမေတ္တာမရှိလေအတန်မြည်သောတဘိုးခေသို့၎င်းတီးတံကိုသာပေးတတ်သောလင်းကွင်းကဲ့သို့၎င်းဖြစ်၏ပရောဖက်ဉာဏ်ကိုငါရ၍နည်းနည်းသောအရာရှိသည်များနှင့်အမျိုးမျိုးသောသိပ္ပံတက်ကိုတတ်တော်၎င်းတောင်များကိုရွေ့နိုင်သောယုံကြည်ခြင်းအမျိုးမျိုးနှင့်ပြည့်စုံတော်၎င်းမေတ္တာမရှိလေအချီးနှီးတတ်ဖြစ်၏သူတစ်ပါးကိုငါကြွေးမွေး၍ဥစ္စာရှိသည်များကိုစွန့်ကြဲသည်သာမကကိုခန္ဓာကိုမီးရှို့စေခြင်းကအပ်တော်လဲမေတ္တာမရှိလေငါ၌အကျိုးမရှိမေတ္တာသည်စိတ်ရှိတတ်၏
ကျေးဇူးပြုတတ်၏မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိဝါကြွားခြင်းမရှိမာမာနမရှိမလျောက်ပတ်စွာမကျင့်တတ်ကိုအကျိုးကိုမရှာတတ်ဒေါသအမျက်မထွက်တတ်အပြစ်ရှိသည်ဟုမထင်တတ်မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်တမန်တရား၌ဝမ်းမြောက်တတ်၏ခတ်သိမ်းသောအရာကိုဖုံးတတ်၏ခတ်သိမ်းသောအရာကိုယုံတတ်၏ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်၏ခတ်သိမ်းသောအရာကိုသီးခံတတ်၏မေတ္တာသည်ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်၏ပရောဖက်ညံတော်၎င်းအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်တော်၎င်းသိပ္ပံအတတ်တော်၎င်းကွယ်ပြောင်းလိမ့်မည်ယခုမူကားငါတို့သည်မစုံမလင်သိတတ်ကြ၏ပရောဖက်ညံနှင့်မစုံမလင်ဟောတတ်ကြ၏စုံလင်ခြင်းသို့ရောက်သောအခါမူကားမစုံလင်သမျှတို့သည်ကွယ်ပြောင်းကြလိမ့်မည်ငါသည်သူငယ်ဖြစ်စဉ်အခါသူငယ်လိုစကားပြော၏သူငယ်လိုစိတ်ထင်၏သူငယ်လိုကြံစည်၏အသက်ကြီးသောအခါမူကားသူငယ်၏အရာများကိုငါပယ်ရှား၏ယခုတွင်ငါတို့သည်မှန်အားဖြင့်ရိပ်မိလျက်သာနေကြ၏ထိုအခါမူကားမျက်မှောက်ထင်ထင်မြင်ရကြလိမ့်မည်ယခုတွင်ငါအသိအမြင်မစုံမလင်ဖြစ်၏ထိုအခါမူကားသူတစ်ပါးသည်ငါကိုသိတဲ့ကဲ့သို့ထာဝရဘုရားသည်ငါကိုသိတဲ့ကဲ့သို့ငါသိရလိမ့်မည်ယခုတွင်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်လျက်ရှိဤသုံးပါးတို့တွင်ချစ်ခြင်းမြတ်တာသည်အမျက်ဆုံးဖြစ်လေသည်ဟာလေလုယာ I'm alive. Oh, nature, Lord, the canine gin. Get pure, don't leave it. Let to each other they can needle. Then bar the peg go bullshit. Oh, now the peg got think she was a day. 9-10 say she do net do Key song di la like ba oh Luya the border Luya say ne Light show bo in my dankame Yogi goza Yalin yeta Chimney datan ko we are you So ma on yin jimba Hallelujah Hey Pin I'm a lock Let reach out they can need it Impa the peg go bullshit Oh now the peg got think she was it 9-10 say she do net do Key song di la like ba oh Hey Ta di say she da e Jesus you da e Kong pian jim shi wa jwa jim shi mama na me shi Ko ma liao ba so ma jin da Ko a jo ko ma sha da Do da a myet ma twet da A pyit shi di hu ma tin da Ma taya tho mu nai wan myao jin ma shi da Yeah hey
သမတရား၌ဝမ်းမြောက်တတ်ပါ၏ခတ်သိမ်းသောအရာဖုံးအုပ်တတ်၏ခတ်သိမ်းသောအရာယုံတတ်၏ခတ်သိမ်းသောအရာမျောလင်းတတ်၏သီးခံတတ်ပါ၏မြစ်တာသည်ဖောက်ပြန်ကြည့်တဲ့ဘောနှင့်အစဉ်အမြဲကင်းလွတ်ပါ၏လူရဲ့သဘောထားလူရဲ့စိတ်နဲ့လိုက်ရှောင်းဖို့အင်မတန်ခက်တယ်ယုံကြည်ကိုးစားမျောလင်းလျက်သာချစ်မြတ်တာထံကိုဝေအာယူအဆုံးသတ်မအောင်မြင်ခြင်းပါလူရဲ့သဘောထားလူရဲ့စိတ်နဲ့လိုက်ရှောင်းဖို့အင်မတန်ခက်မယ်ယုံကြည်ကိုးစားမျောလင်းလျက်သာချစ်မြတ်တာထံကိုဝေအာယူအဆုံးသတ်မတော်အောင်မြင်ခြင်းပေါ့အဆုံးသတ်တော်အောင်မြင်ခြင်းပေါ့အဆုံးသတ်မအောင်မြင်ခြင်းပါဟေးချစ်မြတ်တာသာအောင်မြင်ခြင်းပါအရောက်စီတိုင်းမှာဘုရားသခင်ကောင်းကြီးအကြီးကြီးပေးပါစေကျွန်တော်တို့ဂုဏ်တော်အားရပါရချီးမွမ်းပေးသွားတဲ့အတီးစောပုခါကိုအထူးပဲကျေးဇူးတင်ပါတယ်ဖျားရှင်သားတွေအသုံးပြုပါစေ